အခုလိုအေးတဲ့ရာသီကိုရောက်လာပြီဆိုရင်ကိုရီးယားမှာအစင်းစားကြတာများပါတယ်ဒါကတော့ဆဲဦးတဲ့ဟာလို့ခေါ်ပါတယ်စားနဲ့ပဇွန်အရှင်လိုက်ထွက်လာတဲ့ menu ဖြစ်ပါတယ်ပြီးရင်ကိုဘာနဲ့ကိုကင်ပြီးမှလည်းမျိုးကြက်အောင်လုပ်ရတာပေါ့နော်ကိုဘာနဲ့ကိုဟိုဘက်လက်ဒီဘက်လက်ကြက်အောင်ကင်ပြီးပြီဆိုလို့ရှိရင်ခေါင်းလေးတွေကိုဖြတ်ပြီးမှဆုလိုက်ပါတယ်တယောက်ဖြတ်ပြီးပြီဆိုလို့ရှိရင်ခန္ဓာကိုယ်ပိုင်းကိုဒီတိုင်းပဲစားတယ်စားပြီးလို့ရှိရင်ဒီခေါင်းလေးတွေကသူတို့ဘောထောပေါ့နော်ထောပတ်လေးနဲ့ကြော်ပြီးမှထွက်လာပါတယ်ဒီလိုလေးပေါ့နော်ပြီးရင်ညက်ပြီးလို့အလုံးပြီးတော့ပြီဆိုလို့ရှိရင်ပဇွန်စားပြီးစောက်နေတဲ့ချိန်မှာဒီရဲ့အစင်းစားငါးအစုံလေးတွေထွက်လာပါတယ်တရှင်နေတဲ့အကောင်တခါတည်းတစ်ချိန်နဲ့လုပ်ပြီးတော့ပြီးဒီရဲ့အစိမ်းလေးတွေစားနေတဲ့အချိန်မှာကနန်းအကြီးကြီးပေါင်းလေးတွေပြန်ထွက်လာပါတယ်တစ်ခုပြီးတစ်ခုထွက်လာပါတယ်ဒါပြီးရင်မေဝန်းထုံထွက်လာပါတယ်ပြီးရင်သမင်းလုံးပြီးမှကိုယ့်နဲ့ကိုအစိမ်းစားလေးနဲ့ဆူရှီလုပ်စားပါတယ်ဒီကတော့ဂျွန်ပါနောက်ထပ်ကိုရီးယားဆက်စားလေးထပ်တင်ပြီးမှမို့လို့အဲ့လိုတော်ပြီးပါအောင်နော်ကျေးဇူးတင်ပါတယ်